အနန္တ၅ပါးကိုရှစ်ခိုးပါ၏ဖျားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဘုန်းကြီးယခုနောက်ပိုင်းဟောမဲ့ဇတ်တော်ကဝိဘက်ကြမှာမပြေးတာဆိုတဲ့တရားကိုခေါ်ရဝိဘက်ကြမှာမပြေးတာဘာတဲ့တုံးရိပ်တာဘုရားကိုယ်တော်မြတ်ကြီးတော်မှဝိဘက်တော်ကြောင့်12ပါးဓာန်ကိုခံခဲ့ရသေးရင်ဘုရားတပည့်သားဖြစ်တဲ့တာဝကတွေဘယ်မှာလွတ်ကင်းနိုင်မှာမလဲခမည်းတော်ကျွတ်တော်ပုထုဇဉ်တွေဆိုတာတော့ဟောအတိတ်ဘဝကပါတဲ့ဝိဘက်ကိုထားအောင်ကာလဝိဘက်နောက်ပိုးတဲ့ခမည်းတော်ကျွတ်တော်အတွက်ကတော့တောက်လျှောက်မြန်လွန်းလှပါတယ်အခုဝိဘက်ကြမှာမပြေးသာဆိုတဲ့ဇတ်တော်ကရှင်မောဂလန်ကိုရောမြတ်ကြီးရဲ့ဝိဘက်ကြမှာကိုဘုန်းကြီးဟောမယ်ကျွတ်တော်သုံးလောကထိုထသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်သည်တရားနဲ့3ခုနှစ်ကဆုံလပြည့်ဗုဒ္ဓဟူးနေ့မှာဖျားဖြစ်တော်မူတယ်အဲ့ဒီကဲဆိုဘိုးတော်အင်ဇနမင်းဖြိုတဲ့အတိတ်တကရဲ့တရားနဲ့3ခုနှစ်ကဆုံလပြည့်ဗုဒ္ဓဟူးနေ့မှာဖျားဖြစ်ပြီးတဲ့နောက်အဲ့ဒီခုနှစ်တကရဲ့မှာပဲတဘူရွယ်လာဇန်တရက်နေ့ရှင်သာရိပုတ္တရာရှင်မောဂလန်အက္ခတာဝက2ပါးဘုရားထံနောက်ပါသံဃာ900နဲ့ကြွလာရအဲ့ဒီကဲ့သို့ရှင်သာရိပုတ္တရာရှင်မောဂလန်တို့ဘုရားထံကိုတပည့်900နဲ့ကြွလာပြီးတဲ့နောက်ယဟန်ဖြစ်ကြတယ်ယဟန်ဖြစ်ပြီးတဲ့နောက်မှာဘုန်းကြီးတို့9ရက်မြောက်ကြတော့ရှင်မောဂလန်ကိုရောမြတ်ကြီးယဟန်နာဖြစ်နောက်တစ်ခါတဘူရောလစီနေကြတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးယဟန်နာဖြစ်ဒီလိုယဟန်နာတွေဖြစ်ပြီးကြတဲ့အချိန်ခါမှာရှင်သာရိပုတ္တရာအလောင်းဥပတိတ္တသည်နာမည်ရင်းပြောက်၍တာရီပုံနှင်းမကြီးကမွေးဖွားသဖြင့်အမေနာမည်ကိုအကြောင်းပြုပြီးတော့ရှင်သာရိပုတ္တရာဒီဘွယ်ထူးကြီးရလို့ပညာတတ်တဲ့အရာမှာဖြင့်ငါဖယားအောင်ငါဣသားတော်ကြီးတာရိပုတ္တရာအမြတ်ဆုံးမယ်လို့လက်ရရန်အဖြစ်နဲ့စာလိုပြောတော့ဣတရက်ခမည်းတော်ကျွတ်တို့လို့ဆိုယာရူးကြီးအနှံလိုက်ရှင်မောဂလန်အလောင်းကြီးနာမည်ရင်းကောလိတဒီလိုဖြစ်တော်လဲမောဂလိပုံနှင်းမကြီးကမွေးဖွားသဖြင့်အမေနာမည်ကိုအကြောင်းပြုပြီးတော့ရှင်မောဂလန်ဒီလိုဖြစ်ခဲ့တကိုးကြီးတဲ့နေရာမှာဖြင့်ငါဖယားအောင်ငါသားကြီးမောဂလန်အမြတ်ဆုံးမယ်လို့လက်ဝဲရန်အဖြစ်နဲ့ရှင်မောဂလန်ကိုစာလိုဣတရက်ခမည်းတော်ကျွတ်တို့လို့ဆိုယာရုကြီးအပ်ခဲ့ဒီလိုယာရုကြီးအပ်ပြီးတဲ့နောက်ရှင်သာရိပုတ္တရာရှင်မောဂလန်တို့သည်44ဝါကာလပတ်လုံးတရားဓမ္မတွေတရားပြပြီးတော့လာခဲ့ဘုရားကိုယ်တော်မြတ်ကြီးက45ဝါကဆုံလဆိုတော့ဝါမဆူခင်ကိုဘုရားကိုယ်တော်မြတ်တဝါရပြီးတဲ့နောက်တဘူရွဲကြမှာယဟန်ဖြစ်ကြတော့ရှင်သာရိပုတ္တရာရှင်မောဂလန်တို့က44ဝါစီ
အညီအပြဒီလို44ဝါတရားတော်မတွေတရားပြ၍ရှင်မောဂလန်ကိုတော်မြတ်ကြီးသည်မြင်းမို့တောင်ခမန်းမှနေတဲ့နန္ဒောပနန္ဒနဂါးကြီးကိုဝင်လျက်ကြီးစွာသောတကုအဟုန်ဖြင့်မြတ်စွာဘုရားတတိပေးခြင်းအကူအညီကိုခံယူ၍နှိမ့်နှင်းနိုင်ခဲ့တယ်ဒီလိုနှိမ့်နှင်းနိုင်ခဲ့တဲ့ရှင်မောဂလန်ကိုတော်မြတ်ကြီးသည်44ဝါရလာသောခါဣတိကိလိတောင်ကာလတိလာအမည်ရှိတဲ့ကြောက်ဖြာမှာသတင်းသုံးနေတယ်အဲ့ဒီကြောက်ဖြာမှာသတင်းသုံးပြီးတော့ရှင်မောဂလန်ကိုတော်မြတ်ကြီးသည်တခါနတ်ပြည်သို့ကြွတခါကြတော့လေရှင်မောဂလန်ကိုတော်မြတ်ကြီးအဝိစီသို့ကြွနတ်ပြည်ကိုကြွတဲ့အချိန်ခါမှာဆရာဖျားဖြစ်တဲ့ဂေါရမကိုကိုးကွယ်၍ဖျားတရားတန်ခါယရနာစစ်ယရနာမှန်တွေကိုကြည်ညိုလေးစား၍လှူကြတန်းကြသောဂေါရမမြတ်စွာဘုရားဤတပိဒါယကအလုတ်အကျွေးတို့ရောက်နေတဲ့ဇတုမဟာယတဝရိဏယာမတုတ်တိတာအစရှိတဲ့နတ်ပြည်မှာတွေ့ကြရအဲ့ဒီလိုဘုရားကိုးကွယ်၍ဘုရားတရားကိုနာကြား၍ဘုရားတပိသသံဃာတော်တွေကိုလှူဒန်း၍နတ်ပြည်သို့ရောက်ကြတဲ့တရားဓမ္မတွေကိုတွေ့ကြရသဖြင့်လူပြည်ပြန်ရောက်လာသောခါဂေါရမမြတ်စွာဘုရားနဲ့တပိသသံဃာတွေကိုလှူဒန်းခဲ့တဲ့သင်တို့ရဲ့ဗာကြီးသင်တို့ရဲ့ဦးကြီးသင်တို့ရဲ့ဖေသင်တို့ရဲ့အမေသင်တို့ရဲ့သမီးသင်တို့ရဲ့ရွှေမျိုးနတ်ပြည်မှာငါတွေ့ခဲ့တယ်သတ္တုမရဲ့နတ်ပြည်မှာရှိလေရဲ့တာဝရိငါနတ်ပြည်မှာရှိလေရဲ့ယာမနတ်ပြည်မှာရှိလေရဲ့အစရှိသဖြင့်အဲ့ဒီကဲ့သို့နတ်ပြည်ရောက်နေတဲ့ဂေါရမဘုရားကိုးကွယ်တဲ့တရားဓမ္မတွေအားတဆင့်ပြန်ပြီးတော့ရှင်မောဂလန်တရားဟောရောက်နေတဲ့ဗုဒ္ဓနာတွေပြောပြနောက်တစ်ခါငရဲပြေးသို့ကြွသောခါဒိဋ္ဌိယတာဝကတွေပေါ့အဲ့ဒီဒိဋ္ဌိတွေကိုကိုးကွယ်ကြတဲ့အယူဝါဒမမှန်ကန်တဲ့အဝိစီကြနေကြတဲ့ဒိဋ္ဌိရဲ့တပိသားတွေကိုတွေ့ကြရပြန်တော့လေလူပြေပြန်ရောက်သောခါဂေါရမမြတ်စွာဘုရားကိုကန့်လန့်တိုက်၍တစ်ဖက်ကနေပြီးတော့အကြည်ညိုပြစ်အောင်အကြည်ညိုမဲ့အောင်ဂေါရမမြတ်စွာဘုရားနဲ့ဂေါရမမြတ်စွာဘုရားတပိသားသံဃာတော်တွေလက်လာပါဆုပ်ယုပ်အောင်အဲ့ဒီကဲ့သို့မှောက်မှားပြုတ်နေကြတဲ့ဒိဋ္ဌိများကိုကိုးကွယ်တဲ့ဒိဋ္ဌိရဲ့တပိတရားဓမ္မတွေသည်သိစိုးငရဲမှဘယ်တစ်ထေရောက်နေလေရဲ့ကာလသုံးငရဲမှဘယ်သူရောက်နေလေရဲ့အဲ့ဒီကဲ့သို့အစရှိသဖြင့်ဒိဋ္ဌိကိုကိုးကွယ်တဲ့တရားဓမ္မတွေငရဲရောက်နေတာကိုလည်းသူ့ဘုံဌာနနဲ့သူ့ဘုံအလုံးစုံအကုန်ပြောပြဂေါရမမြတ်စွာဘုရားကိုးကွယ်တဲ့တပိတရားဓမ္မတွေကြတော့လည်းနတ်ပြည်မှာရောက်နေတဲ့အကြောင်းကောင်းကောင်းကြီးနားလည်အောင်တဆင့်ပြန်ပြီးဟောပြလိုက်တော့ဒိဋ္ဌိတွေပိုဆိုးတာပေါ့ပိုဆိုးဆိုကြည်ညိုတဲ့လူနဲလားဂေါရမမြတ်စွာဘုရားကိုပို့ပြီးတော့ကြည်ညိုလာတယ်ဂေါရမမြတ်စွာဘုရားတပိသသံဃာတော်တွေပို့ပြီးတော့လက်လာပါတွေများလာတယ်ဒိဋ္ဌိတွေကြတော့လက်လာပါဆုံးယုတ်လက်လာပါဆုံးယုတ်နဲ့မကစားရဖို့တောက်ရဖို့တောင်အင်မတန်ခဲရင်လာတဲ့ချိန်ခါမှာဒိဋ္ဌိများသည်ဂေါရမမြတ်စွာဘုရားဤလက်ဝဲရန်ဖြစ်သောသူ့သားကြီးမောက္ကလန်သည်
ငါတို့ကိုးကွယ်သောပုဂ္ဂိုလ်တွေအဝိစီကြတယ်သိဆုံးငရဲကိုရောက်တယ်ကာလသုံးငရဲကိုရောက်တယ်အစရှိသဖြင့်နှိတ်ချပြီးတော့မဟုတ်မဟလောက်ဇက်ခင်းပြီးဟောသဖြင့်ဂေါတမကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကြတော့နတ်ပြည်ရောက်တယ်ဘယ်နတ်ပြည်မှာဘယ်ဘုံဌာနမှာလို့အဲ့ဒါလို့မြောက်ပင့်ပြီးတော့ဟောပြသဖြင့်ငါတို့လက်လာပါဆုံယုံယုံနဲ့မကငတ်ပြီးတော့သေကုန်းကြလိမ့်မယ်မဖြစ်ဘူးဒီမောက်ကလန်ဒီတိုင်းထားလို့မဖြစ်ဒီတိုင်းထားလို့မဖြစ်ဘူးဒေါသတွေထွက်လာဒီလိုပဲတရားနာပိဋကသူများကကြီးဝါပြီးကိုကမကြီးဝါရင်ဒေါသဆိုတာဖြစ်တတ်တဲ့တတ္တဝါတွေမဖြစ်ဘူးဒီတိုင်းထားလို့သူပေးမှအေးမောက်ကလန်မြန်မြန်သေးမှအေးမယ်မြန်မြန်သေးမှအေးမယ်ဆိုပြီးတော့တိတ်ထီတို့သည်ရှင်မောက်ကလန်အားကြီးစွာသောရန်ညှိုးကြီးဖွဲ့ခဲ့ကြတယ်ပြိဿစီစီဆက်ဆက်လေးမှတ်ဖို့ဟောလို့ကောင်းတဲ့အချိန်ရောက်လာပါပြီနော်စောစောကတော့ပြိဿလှုပ်နဲ့မိုးလေးကတဖြောင်းဖြောင်းဇွဲကောင်းတဲ့လူကတော့ကြမ်းနေရဲ့မိုးလေးတစ်ဖြောက်ဖြောက်နဲ့လှုပ်ဆိုတော့ကျုပ်ကလည်းပရိသတ်ပြန်ပြေးမှစိုးတာနဲ့ရည်စရာတွေလျှောက်ပြောတာညတို့ကရည်စရာပြောလို့လိုက်ရည်ပြီးရည်ရတာလေးလောက်နဲ့လဲတင်းတိမ်ပြီးပြန်မသွားကြနဲ့ရည်စရာမပါလို့ဇတ်ထုတ်ဇက်ကွက်ခက်စီစီလေးခေါ်နေပြန်လဲမှတ်မိအောင်နာကြတော့ကြရှေးတုန်းကနှစ်ထိုင်း၃ယောက်လို့ဖြစ်မှလဲကျုပ်စိုးရိပ်ပါ၃ယောက်နှစ်ထိုင်း၃ယောက်ပြောကြည့်သားမနောက်ကစိတ်ကြောင်းနဲ့နှထိုင်းထန်းတက်တဲ့နှထိုင်းတကြီးနှထိုင်းဘယ်နှစ်ယောက်စိတ်ကြောင်းနဲ့နှထိုင်းရထန်းတက်တဲ့နှထိုင်းရတကြီးနှထိုင်းရပြောကြည့်သားမကဲမှတ်ထားနှထိုင်း၃ယောက်စိတ်ကြောင်းနဲ့နှထိုင်းစိတ်တွေပြောက်ပါတွေပြောက်စိတ်တွေပြောင်းတော့ထမ်းမင်းမောကအမြင့်ကနေတဲ့လူလှမ်းမေးပြောထမ်းမင်းမောကလူခမည်းကတော့အမြင့်ကနေလို့ကျွန်တော်စိတ်တွေမြင်မှာပါခမည်းလှမ်းကြည့်ပြီးစိတ်တွေမြင်ရင်လက်ညှိုးလိုက်စမ်းပါခမည်းထမ်းမင်းမောကနှထိုင်းကိုလှမ်းပြောထမ်းမင်းမောကလည်းနှထိုင်းဆိုတော့သူကြားခြင်းရကြားတာပေါ့သူထမ်းမင်းနေမေးတာမှတ်လက်ညှိုးတော့ထိုးပြသားဟောဒီညိုမဲထမ်းကျုပ်ရောက်ခမထမ်းတာကျုပ်ထမ်းကြီးပဲဗျထမ်းမင်းနေလက်ညှိုးထိုးပြအောက်ကနှထိုင်းကလည်းကြားခြင်းရပြန်ကြားအော်ငါစိတ်ဟိုမှာရှိတဲ့လက်ညှိုးပြတဲ့ရှိလိုက်ရောလိုက်တော့ကံအားလျော်စွာစိတ်ယုတ်ကြီးနာစိုက်သွားတွေ့ပြီစိတ်တည်ကျေးဇူးကြီးတယ်ထမ်းမင်းမောကလူပြလို့ငါစိတ်တွေပြန်တွေ့ရတယ်။အော်စိတ်အကျိုးလေးတွေကောင်တော့လက်ဆောင်ပေးတာကောင်းကျေးဇူးဆက်တဲ့အနေနဲ့စိတ်ကျိုးလေးပွေသွားပြောထမ်းမင်းမောကလူခမည်းပြလို့ကျွန်တော်စိတ်တွေတွေ့ရပါလို့ဖြင့်ဟောဒီစိတ်ကျိုးလေးတွေကောင်လက်ဆောင်ပေးပါတယ်ခမည်းဆင်းခဲ့ပါစိတ်ကအကျိုးလေးဆိုတော့ထမ်းမင်းချေရင်ချလိုက်တော့ပုံလဲသွားထမ်းမင်းမောကနဲ့ထိုင်းကကြားခြင်းရာကြားသူ့ဆွဲတာမှတ်လို့အောင်မခမည်းစိတ်မကြိုက်ဘူးတဲ့ကြုတ်ခွေးထမ်းမချင်ရင်အိမ်နာခမည်းစိတ်ကြုတ်ခွေးမကြိုက်ဘူးတဲ့သူ့ခွေးရထမ်းမချင်ရင်အိမ်နေတဲ့မဟုတ်ပါဘူးဗျမလိုချင်ဘူးမလိုပါနဲ့ဆင်းနေတော့မှအိုးဘာဆိုင်ရုံကြုတ်ခွေးမကြိုက်ဘူးတယောက်နဲ့တယောက်ပြောနာကြားတာမဟုတ်ဘူးလာသမ်းပါဗျကျေးဇူးဆက်တာခမရကြောင့်တွေ့တာကျုပ်ကစိတ်ကြိုးလေးပေးတာပါအာမနာပါနဲ့ယူသွားသမ်းပါအိုးကျုပ်ခွေးမကြိုက်ဘူးနောက်ခဏလက်ရခေါ်တော့အတန်မကြားမိကြားရထင်မိထင်ရနဲ့အောက်ဆင်းလာတယောက်ပြောတာတယောက်မကြားဘူးရံဖြစ်ကြတယ်တကြီးရင်ရောက်တကြီးကလည်းနှထိုင်းတကြီးကလည်းမိမနဲ့ကြွာထားတာသိမကြသေးဘူးမိမနဲ့ကြွာထားတာသိမကြသေးဘူးတခြားစီနေတဲ့ခိုက်သူတို့ကပြောကြ
တို့ကဘယ်လိုပြောတော့ဆိုတော့တကြီးမရဲ့တဲ့သူပြလို့ကျွန်တော်စိတ်တွေတွေ့ရသဖြင့်ကျွန်တော်စိတ်ကြိုးလေးတစ်ကောင်လက်ဆောင်ပေးတာမလိုချင်ဘူးညင်းနေတယ်ယူအောင်ကူပြောပေးပါအောင်တကြီးမရဲ့အာနာလို့နဲ့ဒူပါရဲ့ခမညာတကြီးမရဲ့ချိန်မလွယ်နဲ့သူ့စိတ်ပဲအကျိုးလားမှမသိကျုပ်ခွဲမကဘူးကျုပ်ခွဲထားမရှိရင်အိမ်လားပြောတာတော့ကြဲကြဲလောင်လောင်ပြောတာတကြီးရတိုးတိုးပြောတယ်မှတ်ဟေးဟဲ့ကောင်နေဟဲ့ကောင်နေမင်းတို့ငါအိရှိလာပြီးတို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 းနဲ့ဟေးမင်းတို့ဘယ်လိုနားချချဒီမိမငါတစ်သက်လုံးပြန်ပေါင်းဘူးကွာကြားခြင်းရာကြားတာကျုပ်တရားနာပြီးအိမ်ပြန်သွားလို့မှအိမ်ကလူကဘာတရားဟောတော့မေးလို့မပြောတတ်ရင်တော့အဲ့ဒါနှစ်ထိုင်းသုံးယောက်ထဲရောက်ကြည့်အခုကျုပ်ပြောနေတယ်ဒိဋ္ဌိတွေရညှိုးဖွဲ့ပြီးပိဋကရှင်မောကလန်ကိုတော်ကြီးကိုပိဋကဘသူရညှိုးဖွဲ့အဲ့ဒီလိုရညှိုးဖွဲ့ပြီးတော့လာခဲ့တနေ့သ၌ကြတော့ကိုတော်တို့မောကလန်ဒီတိုင်းထားလို့မဖြစ်ဘူးဒီတိုင်းထားလိုက်လို့ရှိရင်ဖြင့်အစာရကြပြီးကျွတ်တို့ကြာယုံနေမကဘူးတနေ့ငတ်သေးကုန်ကြလိမ့်ဘယ်နဲ့ဂေါရမကိုးကွယ်မှနတ်ပြည်ရောက်တယ်ဆိုတာဒါသူတို့ပဲသူတို့ဆွဲဆောင်ပြီးခေါ်နေတဲ့တရားပဲကျွတ်တို့ဘက်ကြတော့နှိတ်ချပြီးတော့ဒိဋ္ဌိကိုးကွယ်တဲ့လူတွေအဝိစီကြတယ်လို့သူဆိုနေတယ်ဘယ်နဲ့ဗျာစဉ်းစားကြည့်စမ်းပါဒီမြေကြီးတော်မှာဒီပွက်စိတ်ကလေးများသောမှတွင်းဖောက်မှအောက်ကိုဆင်းနိုင်ဒီတကောင်လုံးခန္ဓာကိုယ်ကြီးနဲ့သူအဝိစီသွားနိုင်တယ်ဆိုတာဒါသူကြွားပေမဲ့ဘယ်သူယုံမလဲဘယ်သူယုံမလဲဗျအခုတော့မဟုတ်မဟာလှုပ်ဇက်ခင်းပြီးတော့ကျွတ်တို့ကိုးကွယ်တဲ့တပိတကာတော်ကဒီအဝိစီကြတယ်လို့သူဆိုနေတယ်ဒါမဖြစ်ဘူးဒီတိုင်းထားလို့မဖြစ်ပဲနဲ့လို့ကိုတော်သားရဲ့ဟာနိုင်ရဘူးဘယ်လုံးတော့ဘယ်နဲ့မှမလုံးနဲ့ဓမြဘိုလ်ကြီးတမနာဂုတ်တကဆိုတာရှိတယ်အဲ့ဒီဓမြဘိုလ်ကြီးတမနာဂုတ်တကကိုခေါ်ပြီးတော့ငွေ1000ပေးလိုက်တာဗောဗျငွေ1000ပေးပြီးတော့အသက်ခိုင်းကိုင်ခေါ်ပြုတ်ခေါ်ကိုတော့ဒီလိုနဲ့တရားနာပရိသတ်ရေတမနာဂုတ်တကလို့ခေါ်တဲ့ဟောဓမြဘူကြီးခေါ်ဟေးအမောင်တမနာဂုတ်တကအာရုံဗျအမိတ်ရှိကျင်တာကိုစောစောစီစီကကြိုမပြောဘူးလောလောဆယ်အခေါ်ခိုင်းတော့ဘာမှလည်းမသိရဘူးအေးခုသိရမှာပေါ့ကွာဒီမှာငါပြောဂေါရမရဲ့လက်ဝဲရန်ဖြစ်သောမောက္ကလန်ကတကိုးကြီးတဲ့အရာမှာယာဓူးကြီးကရလို့ငါတို့တိတ်ထိရတာဝကတွေကိုအဝိစီကြတဲ့ဆိုပြီးတော့သူမဟုတ်မဟာလှုပ်သက်ခင်းပြီးငါတို့အားနှိမ့်ချ၍လူတရားတော်တွေအထင်လွဲအောင်ပတရားဟောကြားနေပြီအဲ့ဒီကိစ္စငါတို့မခံနိုင်လို့ရော့မင်း1000ဒီငွေ1000ယူမောက်ကလန်ကိုတော်ကြီးကိုသိအောင်သားနောင်လို့အဲ့ရင်လည်းပဲတို့ထပ်ပေးမပေါ့ကွာအဲ့ဒီကဲ့သို့တမနာဂုတ်တကခေါ်တဲ့ဓမြဘူကြီးကငွေ1000ပေးလိုက်ယူသွားတယ်ဟိုကငွေ1000ငွေ1000ယူသွားပြီးတော့ခိုးသားများစွာနဲ့ခိုးသားအချံရံတွေနဲ့ရှင်မောကလန်ကိုတော်မြတ်ကြီးတရင်သုံးနေတဲ့ဣတိခိလီတောင်ကာလတိလာကြောက်ဖြာမှာတည်င်း30သွားပြီခိုးသားတွေနဲ့ရှင်မောကလန်ကိုတော်မြတ်ကြီးမြင်တော်မူတယ်ငါတတ်မလို့လားနေကြပါလားငါတတ်မလို့လားနေကြပြီဒီမှာနေလို့မဖြစ်ဘူးလို့တကောရောဇန်တမဝတ္တိနဲ့ကြောက်ဖြားမှထ၍
တိမ်ရှောင်ပြီးတော့နေလိုက်တော့ရှင်မောကလန်သူတို့မတွေ့တော့သမဏဂௌတကဓမြဘိုလ်ကြီးနဲ့ခိုးသားတွေပြန်လာကြနောက်တရက်ထပ်သွားတယ်ဒီလိုပဲတကူတော်နဲ့ပြောင်းပြီးတော့ကြောက်ချပေါ်မှာတရင်မသုံးမတွေ့ပြန်မှုပြိဿမတွေ့တော့ပြန်လာကြခက်တယ်ငါဒီငွေ1000ယူထားတဲ့ကိစ္စရှင်မောကလန်ကိုရိုမြတ်ကြီးမသေးသမျှအေးမှာမဟုတ်ဘူးပေးတဲ့တစိုးလက်ဆောင်ငွေကိုယူပြီးတော့သူတို့ခိုင်းတဲ့အတိုင်းငါတတ်နိုင်မှငွေ1000ကိုလဲစားရကြိုးနပ်မယ်လာသွားကြအောင်စို့တစ်ခါထွက်သွားတွေ့ဘူးဒီလို1ရက်2ရက်3ရက်4ရက်5ရက်6ရက်အဲ့ဒီလို6ရက်တိုင်းဇန်နဲ့တကိုးနဲ့ကြွပြီးတိမ်ရှောင်ပြီးတော့နေသဖြင့်ရှင်မောကလန်ကိုတော်မြတ်ကြီးမတွေ့ဘူးတွေ့ရလားပြိဿဟော9ရက်မြောက်တဲ့နေ့ကြတော့ရှင်မောကလန်ကိုတော်မြတ်ကြီးသည်ရှင်းတော့ကဝိဘက်ကျမသည်ဒီတခါငါပြေးလို့လွတ်နိုင်တော့ပါဘူးမြင်လဲမြင်လာတယ်သိလဲသိလာဒီလိုမြင်သိလာသဖြင့်ဟောနောက်ဘဝတုန်းကဝိဘက်ကျမကအပရာပရိယကံကြီးကဒီနေရာမှာလာပြီးတော့နှိမ့်ဆက်တော့မယ်ပေါ့သူဒီနောက်ဘဝတုန်းကဘယ်လိုဝိဘက်ကျမကိုပြုတ်လုခဲ့ပါသလဲလို့ဆိုတော့ကျွတ်တို့မဂရရွာသားဖြစ်စဉ်အခါပေါ့ဒေသကြီးဘာရွာသားပါလိမဂရရွာသားဖြစ်တဲ့ချိန်ခါမှာအိမ်အောင်ပြုမိဘနှစ်ပါးကမျက်စိမမြင်ရှာဘူးဒီလိုမျက်စိမမြင်တဲ့မိဘနှစ်ပါးမယားနဲ့အတူတကွပြုစုယူရပြီးတော့လာခဲ့ကြဘယ်လိုပင်ပြုစုယူရတော့လဲရှင်မောကလန်အလောင်းရဲ့မယားသည်မှားရွင်နဲ့အဖိုးကြီးအဖွားကြီးများကိုသူမတထားတော့ရှင်မောကလန်လောင်မကရရွာသားမရှိခင်မြတ်မမီရောက်ခမနှစ်ပါးကိုယူသည်လေးစားခြင်းလုံးဝမရှိတဲ့ပြင်အစားကောင်းမကြွေးအဝတ်အစားကိုလည်းရှောင်မပေးအဲ့ရနေရာကိုလည်းမတတ်မပြန်ထားအိမ်ဦးနဲ့တွေ့ပါလားလို့ရောက်ခမများကိုသူကိုးကွယ်မှုစိကမှုကင်းလာခဲ့သည်ဒါကြောင့်အိမ်ရှင်မတွေကြက်မှတ်သွားစမ်းမှာမိမပိုင်းဆိုင်ရာပေါ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လေရန်ကုန်မြို့ပေါ်မှာကျုပ်ကြည်မြင်တိုင်းမှာဟောခဲ့တဲ့ဝိသခပထမပိုင်းမိမလိမ္မာအကြောင်းအင်းစိတ်မှာဝိသခဒုတိယပိုင်းဆုံးအောင်ဟောခဲ့ဝိသခဆုံးမ10ချက်ထဲမှာမိမလိမ္မာတို့ရဲ့ပြုကျင့်အပ်တဲ့ကိစ္စအဝဝါဒီကျုပ်အတော်လေးဟောထားခဲ့ပါတယ်ဒီနေရာမှာတစ်ခုတည်းဖြတ်ပြောပါရစေလင်းသားနဲ့ရောက်ခမဆိုတာအိမ်ဦးနတ်လို့ခေါ်သည်အဲ့ဒီအိမ်ဦးနတ်ဖြစ်တဲ့လင်းသားနဲ့ရောက်ခမကိုယူသေးပါမှမယူသေးလို့ရှိရင်မိမများသည်မိမဘဝမှာယောက်ျားဘဝတဖန်ပြန်ဖြစ်ဖို့မလွယ်ရုံနဲ့မကနတ်ပြည်တက်ဖို့လည်းခဲရင်သွားပြီဒုက္ခတိနဲ့အဝိစီကြဖို့ကတော့သေချာတယ်ဒါကြောင့်အိမ်ရှင်မများကြက်ကြက်ကြူစိုက်ကြအန္တောဒေဝတန္တမတိတပါမှတ်ထားသမှာလင်းသားနဲ့ရောက်ခမဆိုတာအိမ်ဥနတ်မို့ရှစ်ခိုးအိပ်ပါတဲ့ဒီလိုဘုရားဟောကြားဒါပြီးနည်းနည်းလေးလောက်တော့မေးကြည့်အောင်ကျွတ်တို့ပရိသတ်ထဲအိမ်ရှင်မကြီးပါသားပဲခမည်းတော်လင်သားနဲ့ရောက်ခမရှစ်ခိုးအိတ်တဲ့မိန်းမကြီးဒီပရိသတ်ထဲရွေးထုတ်ရင်ကျုပ်တရားမှရာခိုင်နှုန်းဘယ်လောက်ရပါတယောက်မှရမှာမဟုတ်ဘူးတဲ့ဟုတ်တယ်မိန်းမတွေကလည်းမဖြေဘူးမိန်းမတွေကရှစ်မခိုးလို့မဖြေပေသည်တကားတွေမေးရအောင်တကားတို့ခမည်းတော်
ဘယ်နှခါများရှိခိုးခံဘူးလို့မရှိရကောင်းရတော့ဂါဟုဟောဝေးရတုတ်တာကွာအေးလေနောက်ရလာခိုးမှာမဟုတ်ပါဘူးဒီခေတ်ကလင်းရှိခိုးတဲ့မိန်းမလည်းအတော်ရှားသွားပါပြီဒါပတိယောက်ျားလည်းရှိခိုးခြင်းအောင်နေရမိန်းမများလည်းရှိခိုးအိတ်ကြလင်းသားနဲ့ရောက်ခမဆိုတာအိမ်ဥနာမယိုသေးလို့ရှိရင်အပဲမီးထီအောင်လောင်တတ်ပါသည်ဓာတ်တွေကိုလည်းသတိမထားဟောမကရရွာသားဖြစ်တဲ့ရှင်မောကလန်ကိုရောမြတ်ကြီးရဲ့အလောင်းဤမရသည်မှားယွင်ယွင်နဲ့ရောက်ခမများရဲ့အပေါ်မှာမတထားမကြည်ပြူပဲနဲ့နေပြီးတော့လာခဲ့ဒီကနေ့တော့စကားစလာမောင်ရဲ့ခေါ်လိုက်တာကွယ်ဘာများပြောစရာရှိလို့တို့အိုးပြောစရာရှိတာဘောတော့ကျုပ်လေဒီနေ့မပြောချင်မနဲ့ပြောရမှာဟမ်မပြောချင်ပဲနဲ့များကွယ်အိုးမပြောချင်ပဲနဲ့ပြောရမယ်စကားဆိုတာဒီလိုတော့မကြိုက်မဲ့စကားမို့လို့ကျုပ်ကမပြောချင်မဲနဲ့ပြောရမှာဟင်ငါမကြိုက်မဲ့စကားကပါလေတော့မကြိုက်မဲ့စကားဆိုတာလေကျုပ်တိုင်းထူးတော့ပါဘူးကျုပ်ပြောမယ်နားထောင်တော့တော့မိဘနှစ်ပါးဟာမျက်စိလည်းမမြင်ဘူးအေးဒါများအဆန်းလို့ကွယ်မျက်စိမမြင်လို့ငါကိုယ်တိုင်လှုပ်ကြွေးလာခဲ့တာပဲလင်ပါရမီကူညီဖြည့်လို့မိဘနှစ်ပါးကိုယခုကဲ့သို့မင်းပါရောပြီးလှုပ်ကြွေးတယ်ဆိုတော့ကျေးဇူးတင်လွန်းလို့ကွာမျက်စိမမြင်တဲ့မိဘနှစ်ပါးကိုရှေ့ဆက်လက်ပြီးတော့ယခုကဲ့သို့ပဲလှုပ်ကင်ကျွေးမွေးပါလို့ငါအထူးသဖြင့်တိုက်တွန်းပါလေ။အိုးဒီမှာတိုက်တွန်းမနေနဲ့မျက်စိမမြင်တော့ကျွတ်တို့အိမ်မှုကိစ္စအဝဘာမှကူညီပေါ်မရဘူးတော်ရောကျုပ်ရောနှစ်ယောက်စလုံးခရီးထွက်နေမယ်ဆိုရင်မျက်စိမှမမြင်မဲနဲ့သူတို့အိမ်မော်တင်ပြီးတော့ခတ်တကားပိတ်ရင်ပိတ်မပိတ်လို့သာဒီတိုင်းထားခဲ့ရင်လေခွေးတက်လည်းမသိဘူးလူတက်လည်းမသိဘူးနွားတက်လည်းမသိဘူးဘာမှသိမှာမဟုတ်ဘူးဒါကြောင့်လေတော့ဖက်တလန်းကဘာမှအကူအညီမရတဲ့တော့မိဘနှစ်ပါးကိုနှင်းတော့မိဘနှစ်ပါးနှင်းမကျုပ်ဒီအိမ်မှနေပြီးတော့လင်ရဖြစ်နဲ့ပေါင်းသိနိုင်မယ်ဟာမတော်တာကြီးပဲကွာမင်းဘယ်လိုပြောလိုက်တာတော့မင်းဘယ်လိုပြောလိုက်တာတော့ငါမိဘနှစ်ပါးကိုငါဘယ်လိုလုပ်ပြီးတော့နှင်းရမှာတော့အေးမနှင်းချင်းနေဘောတော့မိဘနှစ်ပါးကိုတော်မနှင်းရင်ဂိုင်းကျုပ်ကိုကျုပ်နှင်းနဲ့ကျုပ်ဒီအိမ်မော်ကဆင်းမဲ့ကျုပ်မနေဘူးနေရင်တော်မိဘနှစ်ပါးနဲ့ဟေးနေပါအောင်ကွာမနေဘူးနေပါအောင်တော့ငါပြောနေရတာနဲ့လာသားမောင်ဒီကိုလိုက်ဆွဲခေါ်ပြီးထိုင်သမှာမင်းတော့သွားပါနဲ့နမရေမင်းတို့ဒီအိမ်မောကမဆင်းပါနဲ့ကြံသေးတယ်နော်သူစကားကြံသေးတယ်မင်းတို့ဒီအိမ်မောကမဆင်းပါနဲ့ဆိုရင်ကြံသေးတယ်ပြီးသေးဘူးခင်ဗျားတို့လောကပြောတဲ့စကားလို့ပေါ့ငါကြီးများမင်းတို့ပြောဘူးသားပဲမင်းငိုးတဲ့မောင်ကချစ်တော့ချစ်ပါတယ်ကွာတဲ့ဒါပေမဲ့ဆုံးသေးဘူးဒါပေမဲ့ဆိုရင်မဆုံးသေးဘူးသို့တော်လဲဆိုရင်ကြံသေးတယ်နေပါအောင်ဆိုရင်မသွားနဲ့ဟောဆိုရင်ကားတောင်ရဘာမှပမာစကားများတယ်နော်တိုင်းကြည့်တရားနာပြိဿကြီးနမရေမင်းတို့ဒီအိမ်မောကမဆင်းပါနဲ့မင်းဒီအိမ်မောကမဆင်းပါနဲ့ဆိုရင်မိဘနှစ်ပါးဆင်းအောင်ငါကြံမဲဆိုတဲ့စကားကနောက်ကလာပြန်ပြီကြိုက်မင်းသဘောကြဗျာမောင်ကြီးကြံစီပါဘယ်လိုလုပ်ရမလဲဘယ်လိုမှမလုပ်နဲ့တောင်းမိဘနှစ်ပါးလှဲပေါ်တင်း
မြို့ပြင်ထိအောင်ရွာပြင်ထိအောင်ခေါ်သွားပြီးတော့လေဒီတိုင်းထားမပြစ်ခဲ့နဲ့တော့မိဘနှစ်ပါးအသက်ရှင်းနေလို့ရှိရင်လမ်းတွေ့တဲ့လူကမေးလိုက်မယ်မေးရင်တော်မိဘမှန်သိမယ်ကျုပ်ရောက်ခမမှန်သိရင်ဒီအိမ်ပြန်ပို့ရင်ဒီရောက်လာဦးမှာပဲမရောက်တဲ့ညီကျုပ်မှားလိုက်တော့မိဘနှစ်ပါးကိုလေလှဲပေါ်တင်သွားဟိုရောက်တဲ့ခါကြတော့တောရင်ရောက်တဲ့အခါကြတော့တခိုးဓမြရောင်ဆောင်၍တော့ကိုယ်တိုင်သေအောင်တတ်ခဲ့တော့ဓမ္မကျွတ်တို့လေပျော်ပျော်ပါပါစိတ်ချမ်းသာကိုချမ်းသာနေရမယ်ဟာမိုက်လာကြီးလားနှမရဲ့မင်းပဲလို့ပြောလိုက်တာတော့နှမရဲ့မတော်ပါဘူးအသက်ကိုတော့မတတ်ပါရစေနဲ့ဟောအသက်မတတ်လို့ဒီတပတ်တော့အဖေမေအိမ်ပြန်ရောက်လာရင်ကျုပ်မမြင်ဘူးမှတ်ပါကျုပ်အဆင်းပဲအတော်ဆိုးတဲ့မိန်းမအဲ့ဒါလို့ပြောလိုက်တော့ရှင်မောက်ကလန်အလောင်းကြောက်ဆောင်ကြီးပြိုပြီပေါ့ပြိဿဘာကြီးပြိုလို့ကြောက်ဆောင်ကြီးပြိုသည့်အထိပြောရမယ်ဆိုရင်မေးရအောင်မြို့သူမြို့သားတွေဆိုတော့သိချင်မှသိပိဿကြီးတန်ဆောင်နဲ့ဘာဆောင်ထက်ဘာဆောင်ထက်ဟောဗျာဒါသဘုံထုတော့ဘာနဲ့သွေးပြောပေါ်ကြောက်ဆောင်ထက်တယ်လို့မဲ့လေမြို့သူမြို့သားပဲဒီအိမ်ဓမ္မတစ်ချောင်းတော့ရှိမှာပိဿကြီးတန်ဆောင်နဲ့ဘာဆောင်ထက်ကြောက်ဆောင်ထက်ဘာဆောင်ထက်ဟောဗျာမြင့်နဲ့ဝေးလို့ထင်တယ်အထက်ပါခိုင်းထက်ပါပိဿကြီးဟိုကြောက်ဆောင်နဲ့ဘာဆောင်ထက်ရေဆောင်ထက်တယ်ကြောက်ဆောင်ကြီးတွေဘလောက်ကြီးပိဿကြီးမြင့်နာနေတဲ့လူတွေသိပါတယ်ရေနဲ့တိုက်ချလိုက်ရင်ကြောက်ဆောင်ကြီးတွေပြိုဘူးလားပိဿမှတ်ထားနော်ရေဆောင်ထက်ဘာဆောင်ထက်လေဆောင်ထက်ရေလှိုင်းဘလောက်ကြီးလေတိုက်လိုက်ရင်တနေရာတည်းနေလို့ရရဲ့လားပိဿကြည့်ရှင်မောက်ကလန်အလောင်းကြီးမိမလှုပ်တယ်လူကပါဇာလေးကတွတ်လေဆောင်ကလည်းတိုက်တခါမျက်ရည်စလေးနဲ့ရေဆောင်ကလည်းတိုက်ဒီလိုရေဆောင်လေဆောင်နဲ့တိုက်ချလိုက်တော့မိဘကိုလှုပ်ကြွေးပြီးတော့နေတဲ့ရှင်မောက်ကလန်အလောင်းကြည်တရားနာပိဿကြောက်ဆောင်ကြီးပြိုရှာပြီကောင်းပြီတတ်မဲ့ဆိုပြီးတော့ဟောတရားနာပိဿကြီးမိဘနှစ်ပါးလှဲပေါ်တင်းခေါ်သွားမိခင်ဖခင်တို့ကိုဖျားဘူးပို့မရောက်ဘူးတဲ့ဒေသတို့လိုက်ပို့မရောက်အဝကောင်းအထည်ကောင်းတဲ့ကွာအစသောပေါ်တဲ့နေရာသို့မိဘများကြွေးခြင်းဝတ်စားဆင်ရင်ခြင်းလုံးလို့ပို့တဲ့ရောက်လှဲ့ပြပြီးတော့ဟောတာလူသူကလှဲပေါ်တင်ခေါ်သွားလှဲပေါ်တင်ပြီးတော့ခေါ်သွားလိုက်တာတော်တဲ့ရောက်တော့ဟောမိခင်ဖခင်တို့ဟဲ့တာဘာလို့ကြည်သားအမလေးရှိကလူဆိုးတွေလာကုန်ပြီခင်ဗျာဟင်တာလူဆိုးတွေအိုးဖယားဟလာလူဆိုးတွေကဘယ်မှာတော့အနာနာရောက်လာပြီဟောဒုတ်ကြီးတွေနဲ့ဟိုင်းမပြေးရဖေထောဆိုပြီးတော့ပါပြောကောင်းမလဲပရိသတ်တခိုးဓမြရောင်ဆောင်၍မိဘနှစ်ပါးဒုတ်နဲ့တပါးရိုက်လူကလေးတာရဲ့ပေါရဲ့လွတ်အောင်ပြေးအမေတို့ဖေတို့သေရင်သေပါစီတော့အမေတို့အဖေတို့ကအသက်အရွယ်ကြီးပြီလူပြေမှလေမျက်စိကလည်းမမြင်တဲ့ဘဝမို့တာရဲ့တန်ဖိုးမရှိတဲ့ဘဝအဖေတို့အမေတို့သေပါစီတော့ငါသားကြီးလွတ်အောင်ပြေးနှိမလားပြိဿငါသားကြီးလွတ်အောင်သာပြေးတော့အမေတို့အဖေတို့သေပါစီတော့
သေရမယ်အရွယ်လည်းရောက်ပါပြီသားရဲ့လောကကြီးငါသားတို့သမီးတို့လည်းဘယ်လိုမှလှုပ်အားမပေးနိုင်တဲ့ဘဝမို့ပြေးကြပါစေတော့နုနုနဲ့အရွယ်ကလေးနဲ့ငါသားလေးမရနဲ့လင်းနဲ့ပျော်ပျော်ပါပါကြီးနေတဲ့အခရတငါသားကြီးအသက်ကငယ်ရွယ်စုမှုမသေးတိုက်သေးပါဘူးသားရဲ့လွတ်အောင်ပြေးသားရဲ့လွတ်အောင်ပြေးလွတ်အောင်ပြေးဆိုပြီးတော့မိဘနှဖျားကသားတဲ့ဝေရလေးနှစ်ပါးအသက်တွေသေးပါစေတော့နှင်းနာသားလေးကိုအမေတို့ဟဲ့တို့သိချင်းသိပါစေတော့သားတဲ့ဝေရလေးနှစ်ပါးအသက်တွေသေးပါစေတော့ပြည်မရဏကိုမင်းတကယ်လွတ်အောင်လို့သားရဲ့ဇွတ်ရှောင်လို့သာတကယ်ပြေအမလေးအမေငိုးနေတာကြုတ်ကြည့်မနေနဲ့ဟုတ်တယ်ပြောရသေးတာတော့ကြောင့်ဘုန်းကြီးငိုတယ်ထင်ပါစိုးလို့ကျုပ်ကကိုယ်စလဲပြောပြရှင်းပြောရရင်နမူနာပေါ့ပြိဿကြီးပါတော့သားရဲ့ငါသားကြီးလို့အောင်သာပြေးဖေတို့မေတို့သေရင်သေပါစေတော့တဲ့အဖေအမေနှစ်ပါးကအသက်ကြီးပါပြီသားရဲ့လူကလေးရဲ့သေတိုက်ပါပြီကွယ်တကယ်နေရလျင်လူပြေတွေမကြောက်တော့ပါဘူးလူလေးဒီတခိုးဓမြတွေမတတ်ပေးမယ်လို့လူပြေကြာနေရမယ်အရွယ်မဟုတ်တော့လို့သိပါစေတော့သိပါစေတော့ငါသားကြီးလူအောင်ပြေးတကယ်နေရလျင်လူပြေတွေမကြောက်တော့ပါဘူးယခုနေနှုတ်ရွှေသွေးကိုလားသားရဲ့ပြေးဖို့အကြံပေးပြေးသွားပါတော့လူငူလိုက်ပုံများကြလား6ကတ်ကြီးကျုံငူရတာကပွဲတဲ့ဆိုရင်ဆိုင်းနေပါနဲ့ဆိုအတော်ဟန်ကြကိုင်းတရားနာပြိဿအမေလို့သူကနှင်မလားပြိဿအမေလို့သူနှင်လိုက်တော့တခိုးရောင်ဆောင်ပြီးတော့ရိုက်နေတဲ့သားမိဘနှစ်ပါးရဲ့ကျေးဇူးတွေတောက်လျှောက်ပြန်သတိရဟဲ့အညီများနှမများမှတ်နော်မှားတာမှားပါစေဟဲ့သတိပြန်ရဖို့အရေးကြီးသတိပြန်ရတော့ဟာမာဘီငါမချင်းကြီးပါပါဘောလားမရစကားကိုနားထုံပြီးတော့မိဘနှစ်ပါးကိုငါကိုယ်တိုင်တခိုးလုပ်ပြီးတော့ရိုက်နေတယ်မလေးငါရိုက်မှမသိဘူးသားရဲ့လွတ်အောင်ပြေးတဲ့အဖေတို့အမေတို့သိပြောပါပြီငါသားကြီးသိဖို့ရအရွယ်မဟုတ်သေးဘူးငါသားကြီးလွတ်အောင်ပြေးတဲ့မာဘီမင်းမချင်းကြီးမကမှားပါဘူးအလားဟဲလို့မိဘနှစ်ပါးထံပြန်ပြေးလာ၍တရုတ်တရပွေထူကူမလို့အိုးအမေတို့အဖေတို့ရဲ့တခိုးတွေရဲ့ရိုက်ခါနှက်ခါထွက်ခွာပြေးကြတယ်ပေါ့ကွာဝဲတယ်ဆိုရင်ဒီတိုင်းနေမှာပေါ့အိုးအဖေတို့အမေတို့ရဲ့တခိုးတွေရဲ့ရိုက်ခါနှက်ခါထွက်ခွာပြေးကြတယ်မရှုရနိုင်နဲ့တမောင်လေအဝေးကနေရတယ်အမေသူကအဝေးကနေရဆိုပါလားသူကိုယ်တိုင်ရိုက်ပြီးတော့မိဘနှစ်ပါးတွေကတခိုးတွေလိုလှုပ်ပြီးတော့မိဘနှစ်ပါးကိုတခိုးတွေကနေပြီးတော့ရိုက်ပြီးတော့အခုတော့ပြေးကုန်ကြပြီတဲ့တော်သေးတာပေါ့ပြေးကုန်ပြီဆိုလို့တခိုးတွေထွက်ခွာပြေးပြီးသားလို့သူအဝေးကနေပြီးတော့ကြည့်ရတဲ့မိဘနှစ်ပါးတို့မရှုရနိုင်နဲ့တမောင်လေအဝေးကနေရတယ်အခုတော့အမှန်တကယ်မိဘနှစ်ပါးကိုတကယ်တနာလှလို့ရဲ့တမောင်ထမ်းလို့ခေါ်ကြရဲ့နောက်အသက်ဆုံးအောင်ပြုစုပါတော့ဘာတွေတော့ဟဲ့အမေဆုံးပါကဲမိဘနှစ်ပါးအတွက်ဒီလိုမြင့်ရင်ဖြိုင်ပြိုင်ကြပြီးတော့ကမှ
မိခင်ဖခင်တော်လာကြတတ်လို့ကြွေးပါရစေတော့တတ်တက်ဆုံးပြုစုပါတော့မယ်ဆိုပြီးတော့အိမ်ပြန်ခေါ်သွား၍မိဘနှစ်ပါးကိုတတိယယူဟောရာသက်ပံလှုပ်ကြွေးသမှုပြုခဲ့ပါတယ်ပြိတ္တဘယ်လိုရာသက်ပံလှုပ်ကြွေးသမှုပြုခဲ့တော့လဲအဲ့ဒီကံကျွင်းကံစားလေးကအကျိုးပေးချိန်မရလို့တရားနာပြိတ္တစောင်းပြီးတော့လာခဲ့ဘယ်ဘဝမှာအကျိုးပေးချိန်မရခဲ့လို့စောင့်လာခဲ့တယ်ဟောအကျိုးပေးချိန်တန်တော့အဲ့ဒီအပရာပရိယကံကြီးကနောက်ကလိုက်နှိမ့်ဆက်ပြီးဒါကိုရှင်မောကလာမြင်တော်မူတယ်ဒါကြောင့်ကံအရာမှာပဲလို့မှဒါမရကံအရာကိုလည်းကြံစီလို့မရပါမကြံစီအပ်တဲ့အရာဌာနဆိုတဲ့၄ခုရှိတိုင်းဆိုကြည်သားနောက်ကဖယားအရာမကြံစီပါနဲ့ဇံအရာမကြံစီပါနဲ့ကံအရာမကြံစီပါနဲ့လောကအရာမကြံစီပါနဲ့ဘယ်နှပါတော့ဖယားအရာဇံအရာကံအရာလောကအရာပြောကြည့်သမ်းပါဖယားအရာကြံစီလို့ရပါမကြံစီနဲ့ကျွတ်တို့ငယ်ငယ်တုန်းကစာသင်သားတုန်းကဖယားနဲ့တရားဖယားကမြတ်တယ်တရားကမြတ်တယ်ညင်းတာကိုယ်လုံးလည်းမဟုတ်ခဲနဲ့ကိုယ်ပဲ၅ပါးဒီပဲ၅ပါးဖယားမြတ်တယ်ကွာဟေးတရားမြတ်တယ်ကွာဘာလို့မြတ်တာအိုးဒီတရားကျင့်လို့ဒီဖယားဖြစ်ဟေးမင်းတို့သိနေတဲ့တရားတွေကအခုဘယ်သူခေါ်တာဒီဖယားဟောလို့ဖယားမြတ်တယ်ကွာဟေးတရားဆိုတာငကိုကရှိတာကွာဘယုတ်ဒုက္ခငြင်းကြုံမကဘူးစာကြဘုန်းကြီးကြောင်းကြောင်းတော့ဟိုပဲ၅ပါးဒီပဲ၅ပါးသူများတွေပြန်နေကျွတ်တို့မပြန်ဘူးဟဲ့ပေါင်ပစင်းတို့ပြန်ကြလေပြီးပြီရှောက်ချရှိလို့ဗျကိုင်းရှောက်ကြစမ်းဒီပြတို့၅ပါးဘုရားမြတ်တယ်ဗျသူတို့၅ပါးတရားကမြတ်တယ်ဗျအဲ့လိုညင်းနေလို့တပည့်တော်တို့အဖြေပေးပါဘုရားဆိုစာကြဘုန်းကြီးကဘာပြောဟင်အယူတွေသွားငါကြောက်ပါဆင်းယူတယ်ဆိုနှင်ထုတ်အဖြေမရပဲပြန်လာကြောင်းကြစာကြဘုန်းကြီးကျွတ်တို့ကြောင်းကဘုန်းကြီးရှောက်တပည့်တော်တို့ဒီလိုသိကြလို့စာကြဘုန်းကြီးဖြေတောင်းတာအယူတွေဆိုပြီးနှင်ချလိုက်တယ်ဗျာအယူဆိုပြီးနှင်ချတာတော်သေးတာခွေးသားတွေဟိုကအယူတွေအကြောင်းကြခွေးသားဆဲခံရကိုယ်လုံးလည်းမဟုတ်ဖ ೇನೆ ဒီတရားကျင့်လို့ဒီဘုရားဖြစ်တယ်ဒီဘုရားဟောလို့ဒီတရားနာရှင်းရသားနဲ့ကိုင်းကျွပြီးကျွန်းကိုင်းပြီးနေမွေကြောင့်ဘာညာဆဲပါရောကိုယ်ရမဟုတ်ဖ ೇನೆ ကိုယ်ရမဟုတ်ဖ ೇನೆ ယူတတ်တယ်နွားရင်လည်းဖြစ်ရမှာတဲ့အဲကြောင့်ဘုရားအရာတွေဇံအရာဆိုတာလည်းဒီတိုင်းပဲဇံဝင်စားနေပြီဆိုရင်နာနာမိုးချိုးပြစ်တာလည်းမသိဘူးဟာမသိဘူးသိပါမလားပြိဿကြီးယဟန္တာကြီးတို့ကဇံဝင်စားနေယဟန္တာကြီးတို့ကဇံဝင်စားနေတစ်ပင်အောက်လေကတိုက်ရောလေကတိုက်တော့သင်္ကန်းမရှိဘူးရှေ့လည်းပြောတော့ပါဘူးကောင်းပါဘူးထင်ယဟန္တာကြီးသင်္ကန်းလည်းမရှိဘူးဒီထဲတက္ကမတယောက်တော်ပြီဒါပဲဘုရားရွှေဟာလုတ်ကထုတ်ခေါ်တော်မူရဲတယ်ဘုရားကုတော်မြတ်ကျမ်းလာတရားနာပိဿဘုရားကုတော်မြတ်ကြီးခေါ်သလောက်ကျွတ်တို့မဟောရဲဘူးမဟောရဲဘူးဆိုတော့ကျွတ်တို့ကဘုရားရဲ့ရှက်လူလားမဟုတ်ဘူးဘုရားကုတော်မြတ်ဒီတတ္တဝါအနန္တဟေးကာမဒီလိုရှိသကွာလို့ဣတိသိင်္ဂဇလန်းနေဟောထားတာတွေမူရူလက္ခဏာဇလန်းနေဟောထားတာတွေဒီမိမ့်မတွေနဲ့ပတ်သက်လို့ယောက်ျားတွေနဲ့ပတ်သက်လို့ကာမတဏှာအကြောင်းကိုဘုရားကုတော်မြတ်တကယ်တမ်းရှင်းချက်ထုတ်ပြီးတော့ရွှေအာလုတ်ကဟောတော်မူရဲသလောက်ခမည်းတော်ကျွတ်တူကြတော့လေတကယ်တမ်းမပြောရဲဘူးနော်တကယ်တမ်းမပြောရဲဘူးဆိုတာလူပုံတဲ့ပရိသတ်ထဲလူသူများတဲ့ထဲသိပြောလို့မသိတော်လို့မသိတော်ဘူးဆိုတာရှက်တာထဲပြောမယ်နော်သေချာနာထောင်မသိတော်ဘူးဆိုတာရှက်တာထဲအများကြားသွားလို့ရှိရင်ဒီစကားကိုလေတရားနာပြိဿအမှားလို့မထင်မဲ့တဲ့နှစ်သက်တဲ့အပိုင်းလေးဝင်တဲ့ပုဂ္ဂိုလ်ရှိတတ်တယ်။ဒါကြောင့်ဒီစကားမျိုးတွေသည်တရားနာပြိဿဒီနေရာပင်ဖြတ်တာကောင်းအဲ့ဒီဓမ္မကတရားနာပြိဿကြီးကျွတ်တို့ဖြတ်တာကောင်းတယ်ဆိုဘယ်ဓမ္မရောက်ပါဗျာယဟန္တာကြီးကတော့ဘာမှမသိလိုက်ရှာဘူးတဲ့ပြိဿယဟန္တာကြီးမသိလိုက်ပေမဲ့လို့
ယဟန္တာကြီးမသိလိုက်ပေမဲ့လို့ဟာတော်ပြီဇံအရာမြင်အောင်တော့ပြောရတယ်နော်ဒါကြောင့်ဇံအရာမှလေတကယ်ဇံဝင်စားနေရင်ကိုယ့်ကိုဘယ်လိုပဲပြုတ်သွားအနာနာမှာမိုးကြိုးပစ်တော်လည်းမသိလိုက်လို့ဇံအရာကိုဘယ်သောခါမှမကြံစီပါနဲ့ဟောကံရာကြတော့ပြန်ကြည့်မိမတယောက်ကျိုးသက်ချဘေးရတကာတယောက်ကမြင်သားပဲခြေထောက်ကလည်းအောင့်ထောင်းပြီးတော့ဝုန်းဝုန်းနဲ့ခုန်ကြခြေထောက်လည်းထောင်းပြီးနေတယ်ကြိုးတန်းလန်းကြီးနဲ့ဓမ္မကြီးနဲ့ဟာတေတော့မှာပဲဆိုပြီးဓမ္မကြီးနဲ့ကြိုးဖြန့်မလို့သွားဟောကြိုးကြီးကဟောဒီတိုင်းမူရောက်ကြီးဖြစ်နေတယ်မူရောက်ကြီးဖြစ်နေတော့ဓမ္မကြီးပြောမွေးကြီးဟာဆိုပြီးပြေးတာဟိုမိမသေရောအဲ့ဒါနောက်ဘုရားရှင်တော်ပေါက်ကြတယ်ကျိုးကမွေဖြစ်သလားလို့ဒီအမေကိုဘုရားဖြေတယ်ကျိုးကမွေဖြစ်တာမဟုတ်ပါဘူးကွာတဲ့ဒီမိမကဒီကျိုးနဲ့သေရမယ်ကံပါလာလို့ဒီမိမသေရမယ်ကံကမင်းမလုံနဲ့မင်းအလုံမဟုတ်ဘူးဆိုပြီးတော့တားလိုက်လို့သူ့ဘာသူမွေစည်းထင်ပြီးဓမ္မပြည့်ပြေးတာပဲချစ်သားတို့ကံအရာနော်ရေနဲ့သေမှကြောက်တဲ့လူရေနဲ့သေတတ်တာပဲတချို့ကရေထဲနေတဲ့လူမသေဘူးတဲ့ရေထဲနေတဲ့လူလည်းရေလည်းသေတတ်တာပဲဒါကြောင့်ကံတရားနာပြိတ္တအမျိုးမျိုးသေကြယထာမောက်လို့သေကာမောက်လို့သေအမလေးကားတော့ဖြင့်ကြောက်လုံးလို့မစီးပါဘူးလို့ဆိုပြီးတော့နေတဲ့ကျွတ်တုံမန္တလေးကားလမ်းဘေးကကြောက်စေတံကားကြီးကရောတာဆိုတာပြုတ်ပြီးတော့အိမ်ထဲဝင်တိုက်လို့သေရှားသည်ဟာဘာပြောချင်သေးကံကားမစီးဘူးကားမောက်မသေးဘူးကြည့်အိမ်ထဲထိုင်နေတာကားကြီးကစီရတိုင်းပြုတ်ပြီးအိမ်ထဲလူဝင်တိုက်လို့သေတယ်ဒါကြောင့်တရားနာပြိတ္တာကြီးကံရမကြံစီပါနဲ့လောကကြောင့်လည်းမကြံစီနဲ့ပြိတ္တာကြီးလောကကြောင့်ကြံစီလို့တော်မှမကြံစီနဲ့လောကကြောင့်လည်းမကြံစီနဲ့ဆိုလို့လောကကြောင့်နေဆက်ပြောနေကျုပ်ရှည်လျားသွားလိမ့်မယ်ထင်တယ် gain အခုကြည့်ပါလေတရားနာပြိတ္တာကံအရာခုနှစ်ရက်မြောက်တဲ့နေ့ဘယ်လိုမှပြေးမလို့သာတော့ပြေးဖို့လည်းမသိပြေးလို့လည်းမရဟောနန္ဒောပနန္ဒနဂမင်းကြီးကိုဆုံးမတော်မူနိုင်ခဲ့တဲ့ရှင်မောက္ကလံဒီမတရားနာပြိတ္တတောင်ဝရိန္ဒနတ်ပြည်မှဟိုတရားမင်းရဲ့ဝေဇယံတာနတ်ပြတ်သက်ကြီးကိုလေခြေမနဲ့ညှပ်ပြီးတော့သွတ်ခါတုံလှုပ်အောင်လှုပ်နိုင်တဲ့သမ္မာသမ္ဗုဒ္ဓဘုရားရဲ့လက်ဝဲတော်ရရှင်မောက္ကလံဘယ်တကူဘယ်ဇံအဘိညာဉ်မှာပြန်လို့မရသဖြင့်အဲ့ဒီတရားနာပြိတ္တကာလတိယခေါ်တဲ့ကြောက်ဖြာပေါ်မှာပင်လေဟောခိုးသားတွေကဝိုင်းပြီးတော့ရိုက်ကြအယိုးတွေလေတရားနာပြိတ္တဇကွဲများကဲ့သို့ဖြစ်သွားကြေမွပြီးတော့ရိုက်လိုက်နှက်လိုက်ကြတာယဟန္တာကြီးဆိုတော့လေဟမလေးကဲတော်မူကြပါအောင်ငါ့ကိုကဲတော်မူကြပါဦးအမေလာပါအဖေလာပါရဲ့လို့တပြီးတော့ဘယ်လိုနည်းနဲ့မှမငိုကြွေးတော့ပြီငိုကြွေးရလားပြိဿဝေဒနာဘောမှာသာအနိစ္စဒုက္ခအနတ္တလက္ခဏာတင်၍လက္ခဏာရင်ကြီးစီးပြီးတော့နေလိုက်တာနောက်အယိုးတွေကြည်မွအောင်ရိုက်ပြီးတော့မှကောက်ရိုးများခွေတဲ့ကဲ့သို့ရှင်မောက္ကလံကိုတော်မြတ်ကြီးအားခွေပြီးတော့ဟောခြုံဘုတ်ပေါ်ပြစ်တင်ထားခဲ့သေပြီထင်လို့သေသေးဘူးယဟန္တာကြီးမသေးသေးတော့ငါသည်ပရိနိဗ္ဗာန်ဆိုင်ရာအချိန်တန်မှာပေါ့လားဇံတမဘတ်တကူတော့တွေနဲ့တရားနာပိတမိမိခန္ဓာကိုယ်အယိုးတွေကြည်မွနေတော့လေထိုအယိုးများကြည်မွရာမှဇံတမဘတ်တကူအိဋ္ဌိပတ်ဖြင့်ပြန်ပြီးတော့ကျမ်းမာရှင်လန်းအောင်ပြန်ပြုတ်ပြီးတော့ဟောဘုရားထံကိုကြွဘုရားထံကြွပြီးတော့ကမှမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးရှေတော်မောက်ကနေ၍အနုဇာနာတုပန်းနေဘဂဝါအနုဇာတာတုသူကတော်ဘုရားလျှောက်မြတ်စွာဘုရားတတိတော်ပရိနိဗ္ဗာန်ပြုပါတော့မယ်ဘုရားလို့မြတ်စွာဘုရားလျှောက်တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကခြေသားမောက်ကလားသင်ပရိနိဗ္ဗာန်ပြုတော့မလား
မှန်လားပါပြုပါတော့မယ်ဗျာจิตာဘယ်မှာပရိနိဗ္ဗာန်ပြုမလဲဘုရားတပည့်တော်သည်ဣတိခိလီတောင်ကာလတိယကြောက်ဖြာမှာပရိနိဗ္ဗာန်စမ်းပါမယ်ဗျာจิตာသင်ပြုအဌာနသင်သားလျင်သိတယ်သို့တော်လည်းပဲသင်ကဲ့သို့လက်ဝဲရအက္ခသဝကကြီးသင်ကဲ့သို့လက်ဝဲရအက္ခသဝကကြီးจิตာနောက်အခါငါတွေ့ရဖို့မလွယ်တော့ပြီငါအားတရားဟောလေအောင်တော့အဲ့ဒီကြမှာဘုရားခြေတော်ရင်ဥသုံးချိန်ချကောင်းငယ်ထန်းတစ်စင်ပြန်တဲ့ဒီလိုနဲ့ထန်းခုနှစ်စင်ရောက်တဲ့အခါကျတော့ကမှမြတ်စွာဘုရားတပည့်တော်ဒီသီရိဝဒ္ဒနာဖြစ်စဉ်အခါတုန်းကအရှင်မယားရွှေမျက်နှာတော်ကြီးဖူးပြီးတော့ဘုရားတပည့်တော်ဒီလက်ဝဲတော်ရန်အဖြစ်နဲ့ဘရုံမို့ထိုးထားမြတ်စွာဘုရားလက်ထက်ကအနောမလက်ဝဲရန်အားကြပြီးတော့ဆူတောင်းခဲ့ခြင်းဒီယနေ့ပြည့်စုံပါပြီဗျာလို့အောက်ခြေတော်ရင်းဆင်ဥသုံးငိမ်ချလက်ရရစ်လှဲ့နောက်ဆုတ်ကလေးကြွပြီးတော့ဟောတရားနာပြိဿရဲ့ကာလတိယခေါ်တဲ့ဣတိခိလီတောင်မှာပင်လျင်ပရိနိဗ္ဗာန်ဆံရပါသည်ပရိနိဗ္ဗာန်ဆံမလားပြိဿအဲ့ဒီလိုပရိနိဗ္ဗာန်ဆံရသဖြင့်တရားနာပြိဿရဲ့ဝိဘက်ကြမှာမပြေးသာလို့ဟောဘုရားကိုယ်တော်မြတ်ရဲ့လက်ဝဲတော်ရာဖြစ်တဲ့ရှင်မောက္ကလကိုယ်တော်မြတ်ကြီးမိဘများကိုစော်ကားခဲ့တဲ့ကံကြောင့်ဘယ်စံသမဘအဘိညာဉ်မှဝင်စားလို့မရဘဲနဲ့ပရိနိဗ္ဗာန်စံသွားရခြင်းသည်တစောင်းမုံလခွေနေ့ဖြစ်ပါတယ်ဗျာဘာလခွေနေ့တုံးပြိဿကဲမိုးကလည်းချေးနော်နာယီကလည်း12နာရီခွဲလို့ပြီးဇက်လန်းလည်းအပီးခတ်တုတ်တုရောက်အောင်မနေဟောလိုက်တဲ့နေထီလည်းတန်းသွားပါပြီပြိဿဝိဘက်ကြမှာမပြေးတာအကျယ်ဝင်ဟောခြင်းတော်လည်းဒီညနဲ့ဟိုနေထီတန်းသွားပါပြီကဲမေတ္တာပို့အောင်ခဏလေးတကဘာလုံးမှမြတ်တာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေကဲအိမ်ပြန်ဖို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေးခဲ့လျင်ခြေရင်နှင့်ဘုံဘုံစိတ်တွေပြစ်ပြအသီးသီးသောမိမိတို့အိမ်ရာဌာနသို့နိဝတ္တန်တို့သီးခံရတာပြန်ကြပြီတော့နိဝတ္တန်တို့မေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရတွေဝေးရကမြန်းစီရောချစ်တာဆွေကလျောင်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း